နင်ဟာရှင်တရုတ်သမရရှိချင်းဖြင့်ဟာခုနှစ်နှစ်အတွင်းပထမဆုံးအကြိမ်ဖြင့်နှစ်ရက်ကြာခီးစဉ်အတွက်ယနေ့ဇွန်လ10ရက်နေ့မှာမြောက်ကိုရီးယားနိုင်ငံပြုံယမ်းမြို့တော်စီရောက်ရှိသွားခဲ့ပြီဖြစ်ပါရဲ့ရှင်ဒီခီးစဉ်အတွင်းမှာမြောက်ကိုရီးယားနိုင်ငံနဲ့ဆက်ဆံရေးမြင့်တင်မှုဟာတရုတ်နိုင်ငံရဲ့မယိမ်းအိမ်တဲ့မူဝါဒဖြစ်တယ်လို့ကမ္ဘာပေါ်ကဘူချဆူမွေးလီဝါဒတွေကိုပြုံယမ်းဆိုရနဲ့အတူပူးပေါင်းတိုက်ဖြတ်သွားမယ်လို့သမရရှိကပြောကြားလိုက်ပါရဲ့ရှင်မြောက်ကိုရီးယားနိုင်ငံပိုင်ရိုဒေါင်ရှင်မောသတင်းစာရဲ့ယနေ့ဇွန်လ10ရက်နေ့ဖော်ပြချက်အရသမရရှိချင်းပြင်ကအိမ်မီချင်းနှစ်နိုင်ငံအကြားနေပေစုံမှာဖလှယ်မှုတွေပုံမလှုပ်ဆောင်ပြီးညီမျှပြီးတရားမျှတတဲ့ကမ္ဘာအစည်းအဝေးကိုကာကွယ်ဆောင်ရှောက်သွားမယ်လို့မှတ်ချက်ပြုခဲ့ပါရရှင်သမရရှိကဘူဂျာစုမွေးဝါဒအာဏာရှင်ဝါဒနဲ့ဒေတာတွင်လုံခြုံရေးတည်ငြိမ်ရေးကိုအန္တရာယ်ဖြစ်စေတဲ့စစ်ဝါဒပြန်လည်အသက်သွင်းမှုကြိုးပမ်းမှုပူပန်းကြံစည်မှုအားလုံးကိုကျွန်ုပ်တို့ချက်ပြတ်သားသားစန့်ကျင်ရပါမယ်လို့အလေးနဲ့ထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်ဒါအပြင်ဒေအားများတာတဲ့ဖက်စွန်ဝါဒနဲ့အားလုံးပါဝင်နိုင်မဲ့စီးပွားရေးစနစ်မြင့်တင်မှုအတွက်လည်းမြောက်ကိုရီးယားနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ကတိပြုခဲ့ပါရရှင်။တစ်ဆက်တည်းမှာပဲတရုတ်သမ္မတရှီကျင်းဖျင်ရဲ့ယခုနှစ်အတွင်းပထမဆုံးပြည်ပခီးစဉ်အဖြစ်ရောက်ရှိလာမှုကိုမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုရိုင်းလေစိတ်သူတွားရောက်ပြီးတခန့်တနာကျုပ်ဆိုခဲ့တယ်လို့သိရပါရရှင်။တရုတ်အစိုးရပိုင်း CCTV သတင်းဌာနရဲ့ထုတ်လင်းပြသချက်တွေအရလေးစိတ်မှာကော်ဇောနီဖြန့်ကင်းထားပြီးမြောက်ကိုရီးယားဂုံပြူတပ်ဖွဲ့ဝင်ဝင်းရံထားတဲ့ခြားကနေခေါင်းဆောင်ကင်းကျုံအန်နဲ့ဇနီးဖြစ်သူရီဆိုဂျူတို့ဟာရေမောဝနဲ့လက်ခုပ်တီးကြိုးစုခဲကြတာပဲဖြစ်ပါတယ်။ခေါင်းဆောင်နှစ်ဦးဟာရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်ခဲ့ကြသလိုမြောက်ကိုရီးယားကလေးငယ်တွေကလည်းသမရရှိချင်းဖြင့်နဲ့သမရကတော့ပန်လီဂန်တို့ကိုပန်းစည်းဝေပေးကမ်းပြီးနှွေးထွေးစွာကြိုးစုခဲ့ကြရလို့သတင်းမှာဖော်ပြထားပါတယ်ရှင်။လက်ရှိကတော့သမရရှိချင်းဖြင့်ကိုရီးယားနိုင်ငံကိုဆက်ရောက်လာပြီဖြစ်ကြောင်းနှစ်နိုင်ငံအစိုးရမီဒီယာတွေကအတည်ပြုထားကြပေမဲ့ခေါင်းဆောင်ကင်းဂျုံအန်နဲ့ပြုလုပ်မဲ့နောက်ဆက်တွဲဆွေးနွေးပွဲအစီအစဉ်အသေးစိတ်ကိုတော့ထုတ်ပြန်ထားခြင်းမရှိပြပါဘူးရှင်။အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုကိုတံပြန်မှုတရုတ်နဲ့မြောက်ကိုရီးယားမဟာမိတ်နှစ်နိုင်ငံကြားစီးရေးနိုင်ငံရေးအရာမဟာဗျူဟာမြောက်စီးလုံးမှုတွေပြသလိုက်တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းချန်လက်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။